ဒါကခေါင်းအညိုပါဒီကောင်နဲ့တွေ့ရင်ကိုယ့်အန်ရဲ့မတူအောင်တေးချင်းအောင်စောင့်ပါအနက်ဆိုရင်ကန်ချအဖြူရိခဲ့မယ်ဆိုရင်တော့ကန်ချမဟုတ်တာလက်ခံလိုက်ဒါပေမဲ့အဖြူနဲ့အနက်နဲ့စတ်ထားတဲ့ဒီကောင်ကြီးနေဆိုရင်တော့ဝရင်ထုတ်တာစောင့်သွားပါရိုက်ဖို့တော့မဟုတ်ပါဘူးကျွေးဖို့ပါဒီကောင်ကြီးတွေကအကောင်ကြီးတဲ့လောက်အတင်းကြီးတဲ့ကောင်တွေပါတုံးချက်ကလည်းမိတ်လိုက်ဖို့တော့တင်ပေးရပါတယ် evolution လုပ်တဲ့နေရာမှာလက်တက်လက်တွေကပါဖတ်ပြတ်သွားတဲ့ကောင်တွေဆိုဒီကောင်ကြီးတွေကတော့လောက်ရမှာတော့ပြင်းလို့ကြံနေခဲ့တဲ့ကောင်တွေပါဟုတ်ပါတယ်ဒီကောင်တွေကတော့အားလုံးသိကြတဲ့ပန်နာတွေပါဒီနေ့မှာတော့ဒီပန်နာတွေရဲ့ဘဝကိုသိရအောင်သူတို့ရဲ့ဘဝကိုအစာဆုံးဝင်ကြည့်ကြပါမယ်ပထမဦးဆုံးအဆင့်ကတော့ကြွအဆင့်ပါဘာလို့ကြွအဆင့်လို့ပြောရလဲဆိုရင်တော့မွေးခါသာပန်နာတကောင်က80ကနေ180 gram လောက်ပဲလေးပါတယ်စိုက်ကိုကြည့်မယ်ဆိုရင်လေလူရဲ့လက်စိုက်လောက်ပေါ့ဒါကိုမွေးတာကတော့ဒီလောက်ကောင်းကြီးပါပုံစံကိုကြည့်မယ်ဆိုရင်လေကြွနဲ့သွားတူပါတယ်မျက်မငင်းအမွှေးတောင်မရှိတဲ့ပန်းရောင်ကြီးပါဒါပေမဲ့တပတ်လောက်အတွင်းမှာလေမျက်လုံးနားနဲ့6ထောက်တွေညိုးလာပါတယ်တလားကနေ2လအတွင်းမှာတော့ချက်ချင်း10သားလောက်ကြီးလာတာပါအမွှေးတွေလည်းစထွက်လာပါပြီမျက်လုံးတော့မပွင့်သေးပါဘူးနောက်ထပ်15ရက်လောက်နေမှပွင့်လာတာပါဒီကနေပဲဇလန်းစပါတယ်အသက်3လကနေ4လတည်းလည်းရောက်လာပြီပေါ့ဒီချိန်မှာစပြီးတော့ရှောက်သွားပါပြီသွားနေရင်လည်းမွေးကင်းသားမှာလေအန်ရပေးမဲ့ကောင်မရှိတာတော့သူတို့ကိုသူတို့တတ်နေတယ်လို့ပါပဲလမ်းလျှောက်တက်သွားပြီဆိုရင်လေအချိန်ကြီးများများပို့လုံနိုင်သွားတာပေါ့ဒီချိန်မှာဝါးတွေစားဖို့သွားလဲထွက်လာပါပြီဒီပန်နာကတရိတ်ဆန်ယုံကဆိုပြဿနာမရှိပေမဲ့တောထဲကဆိုရင်တော့ predator တွေရှိပါတယ်အဓိကကတော့တိတ်ငတ်တွေမွေတွေနဲ့ဝင်းပလွေတွေပါဒါပေမဲ့သူတို့စားတဲ့စီကိုမရောက်လိုက်ပါဘူးတကယ်လို့မတည်သေးဘူးဆိုရင်တော့ပန်နာမေမေကြီးကပညာတွေစတင်ပေးပြီးပထမတစ်ခုကတော့ဝါဒုတိယတစ်ခုကတော့တက်တင်တန်ကြီးပါပညာတွေတက်သွားရင်တော့ဒီမေမေပန်နာကြီးကိုမှီကိုနေရတော့မှာဒီလိုမှီကိုတာကတစ်နှစ်ကနေ2နှစ်သားလောက်ထိပါကြော်လာပြီဆိုရင်တော့ခဏတက်ထားတဲ့ပညာတစ်ခုကိုသုံးပြီးအကောင်းဆုံးဝါကိုရှာစားရပါတော့တေချာကြည့်ရင်ဒီဝါဝင်တွေကအသားစားရတဲ့အစာရင်ပိုင်ရှင်တွေပါဒါပေမဲ့အသားမစားပဲဝါကိုပဲစားရတဲ့အကြောင်းရင်းကအလွယ်ပြောရရင်တော့အစာကိုမချေထက်နိုင်တာအပြင်ဦးနာမီလို့ခေါ်တဲ့အရာတာကိုလည်းမခံစားတတ်လို့ပါပန်နာပေါက်တစ်ကောင်ကသူတို့ body weight ရဲ့12%ကိုစားပါတယ်လူနဲ့ဆိုရင်လူတစ်ယောက်ကတစ်နေ့ကို18ပေါင်လောက်ရှိတဲ့ကြက်ကိုစားပေးရတယ်လို့ပါဒီတော့ဒီကောင်တွေတစ်နေ့ကုန်ထိုင်ထားနေတာနဲ့တည်းမအားပါဘူးဒါတော့စားသမျှရဲ့18%လောက်ကပဲအာဟာရတစ်ခက်တာပါကျန်တာကဒီချိန်တွင်းမှာမေမေပန်နာကြီးကဘေးမှာရှိနေတော့ပါဒါပေမဲ့ခဏနဲ့ခဏအိတ်လို့ပဲခွဲရတဲ့အချိန်ဆိုတာပေါ်လာပါပြီဒီချိန်ကတော့တားစားရမယ့်အချိန်ပါအမေဖြစ်တဲ့ပန်နာကတားဆက်ဖို့ထွက်သွားပါဘူးကြံနေခဲ့တဲ့ပန်နာလေးတွေကတော့နေခဲ့ဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိပါဘူးဒီတော့တကိုယ်တည်းရှင်တန်ရမယ့်တောင်းကသူ့ပေါ်ကျလာပါပြီပန်နာတွေကတကောင်နဲ့နေတဲ့တရားတွေပါအုပ်စုလိုက်မဟုတ်ပါဘူးတယောက်တည်းနေဖို့ထွက်သွားရပါပြီဘယ်လိုလဲဆိုတော့ဝါပေါ်တဲ့စီကိုပါဒီချိန်မှာအသက်9နှစ်လောက်ဖြစ်နေပါပြီ 1.5 မီတာလောက်ရှည်ပြီး150 ကီလိုဂရမ်လောက်လည်းလေးပါတယ်ဒီအရွယ်ကပန်နာတွေရဲ့ဆယ်ကျော်သက်အရွယ်ပါဒီလို energy ပြည့်နေတဲ့အရွယ်မှာဘာလုပ်ကြလဲဆိုရင်တော့ဒါပါပဲဒီလိုตายရနေလို့လေဒီဗီဒီယိုနာမည်ကတင်ပန်နာတကယ်တော့အခါဖြစ်မနေတာပါဒီလိုစားလိုက်အိတ်လိုက်ကတစ်သက်လုံးပါပဲဒါပေမဲ့6နှစ်လောက်ရောက်လာပြီဆိုရင်တော့အရွယ်ရောက်ပါပြီလူရောညီလေးရောအရွယ်ရောက်တာပါဒီတော့မိတ်လိုက်ရပါတော့မယ်အမားနဲ့တွေ့ပြီဆိုရင်တော့ဒါပါပဲဒါပေမဲ့ဒီလိုထစ်ဖို့ဆိုတာ365ရက်မှာ4ရက်လောက်ပဲဖြစ်နိုင်ပါတယ်ဘာလို့ဆိုအမားတွေကဒီ4ရက်မှာပဲမျိုးပွားနိုင်လို့ပါလွဲခဲ့မယ်ဆိုရင်တော့နောက်နှစ်တီစောင့်ရပါပြီကိုကမိတ်လိုက်ဖို့အမအောင်တွေ့ကမှတခြားတစ်ကောင်ကပေါ်လာပြီဆိုရင်တော့တခြားတရားဝါတွေလိုမလူကြပါဘူးများသောအားဖြင့်အေးသေးလေးရှောင်သွားကြပါတယ်အခါလေးကြရင်တော့တယောက်တလဲပါလောလောဆယ်ဒီအမကိုလိုက်ကြည့်ရအောင်ဒီအမက3လကနေ5လလောက်ကြာပြီဆိုရင်တော့ကြွက်ပေါက်လေးတွေစမွေးပါပြီမွေးတဲ့ညပန်နာတွေရဲ့90%ကအမွှာလေးတွေမွေးကြပါတယ်ဒါပေမဲ့ပန်နာမေမေတွေကတခါတော့ဖြစ်ထားခဲ့ပြီတခြားတစ်ကောင်ကိုပဲမွေးပါတယ်တကယ်လို့ပရီမီယံတွေဝယ်ဖို့လိုအပ်လာပြီဆိုရင်တော့ဒီ channel မှာလာဝယ်လို့ရပါတယ် ChatGPT နဲ့ကံမာတို့လိုပရီမီယံတွေကအစအကုန်ရတာဖြစ်လို့လိုအပ်လာရင်ကွန်မန့်ကလင်းကနေဝင်ကြည့်လိုက်ပါအကြောင်းရင်းကတော့နှစ်ကောင်လုံးတော့နိုးမလောက်လို့ပါခုနမိတ်လိုက်ပြီးသားပန်နာကိုသွားပြန်ကြည့်အောင်ဒီပန်နာကမိတ်လဲလိုက်ပြီးပြီဆိုတော့သူ့ရဲ့ prime year လည်းစပါပြီတခြားသတ္တဝါတွေနဲ့တော့ကွဲပါတယ်ဘာလို့လဲဆိုရင်သူတို့ prime year တွေမှာလည်းဒါပါပဲဒါပေမဲ့မတူတဲ့ဝါမျိုးစားတွေကိုလိုက်ရှာစားတာတော့ကွာသွားပါတယ်ဒီလိုအချိန်တွင်းမှာလည်းတခြားသတ္တဝါတွေနဲ့တွေ့ကြရင်အန်ရမပေးတတ်ပါဘူးပန်နာချင်းချင်းတွေ့ကြရင်ရှက်အောင်ရှက်ကြပါသေးတယ်ဒီကနေစပြီးအသက်20ထိလောက်တာတွေကစားမယ်အိတ်မယ်4ရက်လောက်လိုက်ဖို့သွားမယ်ပြန်လာရင်ပြန်စားမယ်ဒါပါပဲပန်နာတကောင်ကတနေ့ရက်14နာရီလောက်ကစားနေတာပါကျန်တဲ့ချိန်ကတော့အိတ်ပါတယ်အသက်20လောက်ရောက်လာပြီဆိုရင်တော့တခြားအိုကြီးဖြစ်သွားပါပြီလူနဲ့တွေ့ရင်ဒါကအသက်80လောက်ဖြစ်နေပါပြီပန်နာတကောင်ရဲ့တစ်နှစ်ကလူတစ်ယောက်ရဲ့4နှစ်နဲ့သွားညီပါတယ်အရင်က
14နာရီစားပြီး10နာရီအိတ်တယ်ဆိုအခုက10နာရီစားပြီး14နာရီပြန်အိတ်ပါတယ်နောက်ဆုံးမှာတော့နှလုံးယောဂတစ်ခုခုနဲ့ပဲတိတ်ဆုံးရပါတယ်နှလုံးနဲ့ပတ်သက်တဲ့ယောဂတွေကပန်နာတွေမှာအနည်းတွေ့ရပါတယ်ပန်နာတွေရဲ့အကြောင်းကတော့အများကြီးကြံပါသေးတယ်ပန်နာတွေရဲ့ခန္ဓာကိုယ်ကအဝိုင်းကြပါတယ်ဒီတော့အစာစားနေထိုင်စားလိုက်တဲ့အခါမကြာခဏလဲတာတွေလိမ့်သွားတာတွေဖြစ်ပါတယ်လိမ့်ပြီဆိုရင်လေဒီဝိုင်းနေတဲ့ခန္ဓာကိုယ်ကြောင့်ပဲထိန်းလို့မရတော့ပါဘူးအရွယ်မရောက်သေးတဲ့ပန်နာတွေဆိုရင်လေတစ်ပင်တက်တဲ့အချိန်ခဏခဏပြုတ်ကြပါတယ်တော်ယုံတန်ယုံမဟုတ်ပါဘူးတနာရီတွင်းမှာတင်အချိန်များစွာကြာတာပါအသက်ကြီးလာတော့ရောပြောင်းလဲသွားလားဆိုတော့နိုးပါအချိန်ကြီးပဲနဲသွားတာပါအစာစားနေတဲ့14နာရီရလဲထိုင်ပြီးပဲစားတာပါဒီနေ့ကိုဝါ40ကီလိုဂရမ်လောက်စားပြီး30လောက်ကပြန်ထုတ်ပါတယ်ဘာနဲ့တူလဲဆိုရင်စီစားပါတယ်ဆိုတဲ့အင်ဂျင်အဟောင်းကြီးကိုစီမံတစ်ဟောင်ထည့်ပြီးမောင်းနေရတယ်လို့ပါဒါကြောင့်တခါတလေအိမ်ရင်းလဲစားနေတတ်ပါတယ်ဝါကြီးပဲအနည်းစားတာတော့လည်းမဟုတ်ပါဘူးတခါတလေငါပူးနဲ့ရဟရည်တွေလည်းစားပါတယ်အိပ်ပြီဆိုရင်တော့အဆန်းကြီးပါတခါတလေဘောလုံးပုံစံအိပ်ပါတယ်ကာယာလည်းအိပ်ပါတယ်တစ်ပင်ဘောလည်းတက်အိပ်တယ်လို့ဇောက်တိုးလည်းထည့်နေတတ်ပါတယ်အချိန်တော်တော်များများမှာတော့စားနေရင်အိပ်ပျော်ကြတာပါတစ်ပင်တွေတက်နေပေမဲ့တကယ်ကတော့တော်တော်ညံ့တဲ့အတက်သမားတွေပါဒါကလည်းပန်နာတကောင်ကတစ်ပင်တက်ရင်အငြင်းဆုံးကြီးတက်ချင်လို့ပါတက်နေရင်တစ်ခိုင်းကြိုးကန်ကြီးမှာဖတ်ထားတာတွေခုံချတာတွေလုပ်ပါတယ်ဘယ်ဟာတွေပြုတ်မကြမချင်းပြန်မဆင်းတာများပါတယ်ဒါကတော့အခုတစ်ခါမှရှာမကြည့်ရင်မတွေ့ရမယ့်ပန်နာတွေရဲ့ဖြစ်လက်ဖြစ်တာရှိတာတွေပါ这是别个。上次我那个改了点方去，直接改到就行了。哦，他们。太近了，太近了，要早点。 ဒါနဲ့စကားမဆက်ဒီလိုဗီဒီယိုတစ်ပုတ်ဖန်တီးဖို့ဘယ်လောက်ကုန်နေထင်ကြလဲတကယ်ကတော့0ပါ editing software အချို့နဲ့ idea ပဲလိုပါတယ်ကိုက idea ကောင်းတယ်လုပ်ချင်တဲ့ရှိတယ်ဆိုရင်ကျွန်တော်စီမှာတင်နှလာအပ်လို့ရပါပြီဒီလိုဗီဒီယိုတွေနဲ့မဟုတ်ပဲတာမန် YouTube ဗီဒီယိုတွေလည်းဖန်တီးနိုင်တဲ့အထိသင်ပေးမှာဖြစ်ပြီးတော့ YouTube ရဲ့သဘောတရားတွေနဲ့ဗီဒီယိုတစ်ပုတ်ဖြစ်ဖို့လိုအပ်တာတွေအကုန်သင်ပေးမှာပါစိတ်ဝင်စားရင်ကျွန်တော် Telegram နဲ့ဆက်သွယ်လို့ရပါတယ်ဒီလောက်ဆိုရင်ပန်နာတွေရဲ့အကြောင်းလည်းတော်တော်စုံလောက်ပြီထင်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြတော့မှကျွန်တော်ပြန်တွေ့ကြအောင်